ကိုရင်စူးစမ်းနေတဲ့နေရာလေးအခုတော့ဒီလိုမျိုးလေးဖြစ်သွားတယ်ရှစ်ဆက်ဖို့တဲ့စူးစမ်းရအောင်မယ်ဘာလို့ရမှန်းတော့မသိတော့နေရာထက်ရှာမယ်ညီမလေးတော့နေရာရှာမယ်လုပ်ငန်းနေရာရက်တက်နေလို့မရအောင်အဆန်တော့ကုန်တာပေါ့ကဲတိဆောက်ထားတဲ့ဟာလေးကနေအကုန်လုံးသသိန်းရတယ်မဟာအောင်မြေချောင်းဝိုင်းကျွန်တော်တို့ပွဲရုံအပါဝင်အကုန်လုံးထည့်ရတယ်နောက်တစ်ခုလုံးဖို့တိဆောက်ရတာခက်ခဲတယ်အခုတစ်ခါပြန်ပြီးဘလို့ပြန်တီးရမှန်းမသိတော့နေရာတစ်ခါပြန်ရှာအောင်မယ်နေရာတစ်ခုရပြီးတော့တိဆောက်ရတာတော်တော်ခက်ခဲတယ်တနေရာနဲ့တနေရာပြောင်းဖို့ဆိုတာပစ္စည်းရွှေ့ရပြူอ่ะပျက်စီးရနေဟာဟယ်လိုပဲပြောကိုအားတင်ထားရတာကောင်းမှုအတွက်ဖြစ်လာတယ်လို့ပဲသတ်မှတ်နေရတော့တာအကုန်လုံးဖြတ်ကြရတာဒါကျွန်တော်တို့အခန်းအကုန်ဖြတ်ပြီးဆုံးဖြတ်ကြရတာပဲ